တခါတော့ကအမျိုးသားတယောက်တောနက်ထဲကိုရောက်သွားခဲ့ပါတယ်အဲ့ဒီမှာသူကဒဏ်ရာပြင်းထန်ရနေတဲ့ကြားတစ်တကောင်ကိုတွေးလိုက်ရတယ်ထူးဆန်းတာကသူကဖြည်းဖြည်းလေးကိုင်းပြီးညင်ညင်တသားလေးထိလိုက်တဲ့အခါသူ့ပိုက်ပေါ်မှာနှက်ဆိုင်တဲ့ဒဏ်ရာတွေကိုသတိထားမိလိုက်တယ်တေချာကြည့်လိုက်တော့သူတုံလို့ဆရာတခုကိုသဘောပေါက်သွားတယ်အဲ့ဒီကြားတစ်မလေးကကိုဝင်ရှိနေတာပါမကြခင်မိခင်တူဖြစ်တော့မှာပေါ့တိရစ္ဆာန်လေးတွေမွေးဖွားလာပြီဆိုရင်သူတို့အရင်ဆုံးမြင်ရတဲ့သူကိုမိဘအဖြစ်လက်ခံတတ်ကြတယ်လို့ပြောကြတယ်လေအဲ့ဒီအမျိုးသားကခဏလောက်ငြိမ်ငြိမ်လေးရပ်ပြီးစဉ်းစားနေခဲ့တယ်ပြီးတော့သူကသူ့ရဲ့ဓာရှိကြီးကိုထုတ်လိုက်တယ်လူတိုင်းကကလေးတွေကိုသူကိုယ်တိုင်ယူသွားလိမ့်မယ်လို့ထင်ခဲ့ကြတာပေါ့အမွာလေးတွေမွေးဖွားလာလိမ့်မယ်လို့ဘယ်သူမှမမျှော်လင့်ခဲ့ကြဘူးအချိန်နဲ့ငယ်ကြတော့ကြားတစ်ကလေးငယ်နှစ်ကောင်ကလောကကြီးထဲကိုရောက်ရှိလာခဲ့ကြတယ်လူတိုင်းကအဲ့ဒီအမျိုးသားသူတို့ကိုထိမ့်သိမ်းထားလိမ့်မယ်လို့ယုံကြည်ခဲ့ကြတာပေါ့ဒါပေမဲ့သူမလုပ်ခဲ့ဘူးသူကလှည့်ပြီးကြားတစ်မကြီးရဲ့ရှေ့မှာတားပေါက်လေးနှစ်ကောင်လုံးကိုညင်ညင်တသားလေးချပေးလိုက်တယ်သူကမိခင်ရဲ့မြစ်တာကိုမြင်ပြီးအကြီးကျယ်စိတ်ထိခိုက်သွားခဲ့တယ်သူမကအသက်နဲ့မွေးတာအပြိုင်ဖြစ်နေတဲ့အခြေအနေမှာရှိနေခဲ့တာပါသူ့ရဲ့နှလုံးသားကကလေးတွေကိုသူမစီကနေခွဲထုတ်ဖို့ခွင့်မပြုခဲ့ဘူးအဲ့ဒီအချိန်မှာအနားမှာရက်နေတဲ့အမျိုးသမီးတဦးကထူးခြားတာတစ်ခုကိုသတိထားမိလိုက်တယ်အဲ့ဒီကြားတစ်မကြီးကမျက်လုံးတွေကနေတဆင့်စကားပြောနေတယ်လို့အမျိုးသားကိုသူမရဲ့ကလေးတွေကိုပြုစုစောင့်ရှောက်ပေးဖို့တိတ်တဆိတ်တောင်းပန်နေတယ်လို့ခံစားရတယ်အဲ့ဒီအမျိုးသားကသူမရဲ့ခံစားချက်တွေကိုနားလည်လိုက်တယ်သူကအယမ်းတတိထားပြီးကလေးနှစ်ကောင်လုံးကိုသူ့လက်ထဲကိုပွေ့ချလိုက်တယ်ပြီးတော့သူကမိခင်ကြီးကိုနောက်ဆုံးနှုတ်ဆက်လိုက်တယ်ထူးဆန်းစွာနဲ့ပဲသူတို့ရဲ့မိခင်ဆုံးပါသွားပြီးနောက်မှာတော့ကလေးနှစ်ကောင်လုံးကအမျိုးသားရဲ့လက်ထဲမှာလုံးဝကိုငြိမ်သက်နေခဲ့ကြတယ်အနားမှာရက်နေတဲ့ကောင်မလေးတဦးကသူတို့ကိုချစ်စရာကောင်းတယ်လို့ထင်ပြီးထိဖို့လက်လန်းလိုက်တယ်ဒါပေမဲ့ရုတ်တရက်ကလေးတစ်ကောင်ကတိုက်ခိုက်လိုက်တယ်သူ့ရဲ့တုတ်ပြန်မှုကဘယ်သူမှမမျှော်လင့်ထားတာထက်အများကြီးပိုမြန်ပြီးပိုပြင်းထန်တယ်ဒါကိုမြင်တော့အဲ့ဒီအမျိုးသားရဲ့စိတ်ထဲမှာအတွေးအသစ်တစ်ခုပေါ်လာခဲ့တယ်မိတ်ဆွေတို့ရေနောက်ဘာတွေဆက်ဖြစ်မလဲဆိုတာသိဖို့နောက်ပိုင်းကိုဆက်လက်စောင့်မျှော်ပေးကြပါဦးနော်